Bigger P2P မှာရောင်းဝယ်လုပ်ရင်းနဲ့ငွေလဲပြီးတစ်ဖက်လူကကွိုင်းမပေးဘူးချက်မှလည်းပြန်မဖြေတော့ဘူးဆိုရင်ခမရတို့ဘာလုပ်မလဲအဲ့ဒီအချိန်မှာချင်းမကိုင်းပြီးလက်မကိုင်းပြီးဖြစ်မသွားပါနဲ့ကျွန်တော်တို့ PA ဆိုတဲ့လက်နက်တစ်ခုရှိပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Bigger P2P မှာပြဿနာတစ်ခုကိုတက်လာရင်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုကာကွယ်ဖို့ PA ဘယ်လိုတင်ရမလဲဆိုတာကို beginner တွေအတွက်အသေးစိတ်ပြောပြပေးသွားမှာပါPM တင်ခဲ့မှာပထမဆုံးလုပ်ရမှာကစိတ်ရည်ထားဖို့ပါအရင်ဆုံးချက်ပေါက်မှာတစ်ဖက်လူကိုရည်ရင်ကြီးသတိပေးကြည့်ပါခါတလေအင်တာနက်နှေးတာဒါမှမဟုတ်ဘန်စနစ်ကြောင့်တို့လို့စီငွေမဝင်သေးတာမျိုးဖြစ်နိုင်လို့9မိနစ်ကနေ10မိနစ်လောက်ထိစောင့်ပေးတင်ပါတယ်အဲ့ဒီအချိန်အတွင်းမှာအရေးကြီးဆုံးကအထောက်အထားစုဆောင်းဖို့ပါပဲငွေလဲထားတဲ့ screenshot ချက်ပေါက်မှာပြောထားတဲ့စာတွေနဲ့လိုအပ်ရင်ဘန်ထဲမှာငွေလွှဲတာအောင်မြင်ကြောင်းပြသတဲ့ screen record လေးတွေကိုပါအသစ်ပြင်ထားပေးပါBigger ရဲ့ PA guideline နဲ့ရှင်းပြပါမယ်။ကိုက Bigger P2P ကနေ crypto ဝယ်လိုက်လို့ seller က crypto မလွှဲပေးဘူးဆိုရင်ပုံမှန်ပြထားတဲ့အတိုင်း submit PA ကိုနှိပ်ပါ။ပြီးရင်ကိုဖြစ်တဲ့ပြဿနာကိုရွေးထည့်ပါ။အပေါ်မှာပြောခဲ့တဲ့ screenshot တွေငွေလွှဲပြေစာတွေ record တွေစတဲ့ information တွေထည့်ပါ။ confirm PA နှိပ်ပြီးတင်လိုက်ပါ။ PA တင်ပြီးပြီဆိုတာနဲ့ customer support ကိုဆက်သွယ်ပါ customer support ကိုဘယ်လိုဆက်သွယ်ရမလဲမသိရင်တော့ဒီဗီဒီယိုမှာတွားကြည့်လို့ရပါတယ်။ Bigger customer support ကဆက်သွယ်လာတာနဲ့ကို P2P order အပြီးရဲ့အကြောင်းပြောပြလိုက်ပါဒါဆိုရင်သူကကိုညီဖြည့်ရှင်းပေးပါလိမ့်မယ်ပြဿနာကိုဖြည့်ရှင်းပြီးပြီဆိုတာနဲ့ကိုအပြီးရဲ့က complete ဖြစ်ပြီးတော့ကိုဝယ်လိုက်တဲ့ crypto အဆက်လက်ရောက်လာပါလိမ့်မယ်ကိုဘက်ကအနိုင်ရဖို့ဆိုရင်အထောက်အထားကတိကျဖို့လိုပါတယ်screenshot ထဲမှာငွေပမာဏအချိန်နာမည်နဲ့ transaction ID တွေကိုရှင်းရှင်းလင်းလင်းပါရပါမယ်။နောက်ပြီး CS ကနေတစ်စင်စကားပြောလာရင်လည်းကိုယ့်ဘက်ကမြန်မြန်ဆန်ဆန်ပြန်ဖြေဖို့လိုပါတယ်။တကယ်လို့ခင်ဗျားတို့ဘက်ကဘန်ထဲဝင်ပြီးငွေလွှဲကြောင်းစာဆုံးဗီဒီယိုမှတ်တမ်းမှာရှိနေမယ်ဆိုရင်တော့ဒီ PA ကအောင်မြင်ဖို့ရှာခိုင်နှုန်းတော်တော်လေးများတော့ပါပြီ။ P2P မှာအဖြစ်များတဲ့ပြဿနာလေးတွေလည်းရှိပါတယ်။ဥပမာငွေလွှဲပြီးကမှ order က cancel ဖြစ်သွားတာမျိုးပေါ့။အဲ့ဒီအခါမှာလည်းမထိတ်လန့်ပဲ PA ဖောင်ကိုချက်ချင်းဖြည့်ပြီး CS ကိုအကြောင်းကြားပါ။နောက်တစ်ခုက third party payment ပါ။ကိုယ့်အကောင့်မဟုတ်ပဲတခြားသူအကောင့်နဲ့ငွေလွှဲမိရင် seller က coin လွတ်ပေးဖို့ညှိနှိုင်းခွင့်ရှိပါတယ်။ဒီလိုအခါမျိုးမှာတော့ငွေပြန်လွှဲခိုင်းပြီး order ကိုပယ်ဖျက်ဖို့ညှိနှိုင်းရပါမယ်။ပတ်စံပိုလွှဲမိတဲ့အခါမှာလည်းအထောက်အထားပြပြီးအေးစစ်စစ်ညှိနှိုင်းတာကအကောင်းဆုံးပါပဲ။ကျွန်တော်လေးနဲ့တတိပေးချင်တာတစ်ခုကတော့ကိုယ့်ဘဏ်အကောင့်ထဲကိုပတ်စံတကယ်မဝင်သေးတဲ့confirm ဒါမှမဟုတ် release clock ကိုဘယ်တော့မှမနှိပ်ပါနဲ့တစ်ဖက်လူကဘလောက်ပဲဖိအားပေးပါစေကိုမျက်စိနဲ့ပတ်စံဝင်တာမမြင်ရသေးရင်မလွတ်ပေးပါနဲ့နောက်ပြီး Bigger CS ဘာလို့ပြောပြီး Telegram တို့ဖုန်းတို့ကနေဆက်သွယ်လာရင်မယုံပါနဲ့ FK က official ချက်ကိုပဲတုံးပါအကြောင်းပြချက်မရှိပဲအပီးရခဏခဏတင်ရင်လည်းကိုယ့်အကောင့်အပိတ်ခံရနိုင်တယ်ဆိုတာသတိပြုစေချင်ပါတယ်တကယ်တော့ Bigger P2P ဟာစနစ်တကျတုံးတက်မယ်ဆိုရင်အရန်လုံးကြုံတဲ့နေရာတစ်ခုပါအခုပြောပြခဲ့တဲ့အပီးရဲ့တင်နည်း guideline ကိုသိထားမယ်ဆိုရင်ခမရတို့အနေနဲ့ဘလို့ပြဿနာမျိုးကြုံလာယုံကြည်ချက်ရှိဖြည့်ရှင်းနိုင်မှာပါခမရက crypto ကိုစနစ်တကျလေ့လာပြီးရေရှည်ဝယ်စုကျင်နေဆိုရင်တော့ Bigger အကောင့်ရှိဖို့ပဲလိုပါတယ်ဘာလို့အကြံပေးရလဲဆိုတော့ Bigger ဆိုတာတော့အချင်းတစ်ခုဖြစ်တဲ့အပြင်ယုံကြည်စိတ်ချရတဲ့အချင်းဖြစ်တာကြောင့်ပါတကယ်လို့ခမရမှာ Bigger အကောင့်မရှိသေးရင်တော့ကျွန်တော်တို့ crypto chain referral code CCMM1 ကိုသုံးပြီးအကောင့်ဖွင့်လို့ရပါတယ်ဘာလို့အသုံးပြုတင်လဲဆိုရင် trading လုပ်တိုင်းတသက်တာ trading fee discount 20% နဲ့ကျွန်တော်တို့ crypto chain ကနေပြီးတော့လုပ်ပေးမယ် campaign တွေကနေလည်းလက်ဆောင်တွေယူလို့ရအောင်မှာဖြစ်ပါတယ်။ Bigger account ဖွင့်ဒီ video ကိုတော့ဒီ video ရဲ့ description မှာထည့်ပေးထားပါတယ်။ crypto နဲ့ပတ်သက်တဲ့အကြောင်းတွေ Bigger နဲ့ပတ်သက်တာတွေမေးချင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ crypto chain channel ရဲ့ Telegram group ကိုလာပြီးတော့မေးလို့ရပါတယ်။နောက်ပြီးရစဉ်လာတိုင်းကျွန်တော်တို့ crypto chain မှာ campaign တွေကျင်းပပေးနေတာဖြစ်လို့ကျွန်တော်တို့ရဲ့ Telegram group ကို join ထားတင်ပါတယ်ဒီလိုမျိုး crypto နဲ့ပတ်သက်တဲ့ဘိုးတူတရစရာအကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ crypto chain channel ကို like and subscribe လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့နော်